င်္ဂလာပါ ဒီချင်းဒီလိုက်မုံမှာသူထူးကြတယ်ပေါ့နော်ဒေသနာနီ top 5ကြီးဘာကြောင့်ရောက်တာလဲထက်နေကြီးဂျန်နာမန်နူတွေဘာနေလဲလို့သိရတယ် အခုကျွန်တော်ကဒီပုံမှန်ပေါ့နော်ကျွန်တော်ချင်းတွေကိုကျွန်တော် line ပေါ်မှာကျွန်တော်ကနှစ်ပတ်ချာတစ်လချာကျွန်တော်ကတပုတ်တို့တင်ပေးတယ်အဲ့တင်ပြီးတော့ဈေးဥပေါင်းအနေနဲ့ကတော့ထက်နေကြီးကတော့ top 5တဲ့ဝင်သွားတာ top 5တဲ့ဝင်သွားတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်လည်းအဲ့ဒါနဲ့မထင်မှတ်ဘူးပေါ့ကျွန်တော်ဈေးဥပေါင်းတစ်ချင်းဆိုတော့မထင်မှတ်ဘူးပေါ့နော်အဲ့ကြောင့်မို့ဒီဝန်တာကျွန်တော်ရဲ့ပထမဆုံးဒီဒုတိယကိုလေးမှာဈေးဥပေါင်းဖြစ်နေထက်နေကြီးကကျွန်တော်အခုလိုမျိုးပေါ့နော်ဈေးဥပေါင်းတစ်ချင်းလေးဆိုပြီးတဲ့အကြောင်းကိုကျေးဇူးတင်ပါတယ် အဲ့တော့ကိုယ်တိုင်စူထားတဲ့ချင်းပြီးတဲ့တွေကအကြိုက်တွေ့လို့နော်ဒါနဲ့ဆိုရဲအဲ့မှာမေးတယ်မေးမှရှိတက်တူးတွေတူလာစစ်လာဖျားပွဲစီးကတက်တူးပါအဲ့ဒါလေးရှင်းပြပါ ကျွန်တော်ရဲ့ဒီတက်တူးကတော့ကျွန်တော်တို့ကဟိုဒီထိုးခွင်းဆိုတာကျွန်တော်တို့ထိုးခွင်းအစ်စ်တွေပေါ့နော်အစ်စ်တွေဆိုတာကကျွန်တော်တို့မျိုးရိုးကကျွန်တော်တို့အဖေတွေအဘတွေကလက်ဝိတ်ထိုးတယ်ကြက်ဆွဲတွေပေါ့နော်ဒီဒိုင်တွေပေါ့အဲကြောင့်မို့ကျွန်တော်တို့ကငယ်လေးတွေကဒီလက်ဝိတ်ပညာကိုညီကိုတွေကအကုန်လုံးလက်ဝိတ်ထိုးတတ်တယ်ကျွန်တော်ဆိုရင်လည်းတနေရာအထိရောက်လက်ဝိတ်ထိုးခဲ့တယ်ကျွန်တော်ကရေးမြုပ်မှာထိုးတာပေါ့နော်အဲကြောင့်မို့ကျွန်တော်ရဲ့ဒီတက်တူးတွေကြာဒီထိုးခွင်းတွေကြာဒါတွေအကုန်လုံးကကျွန်တော်ကအခွင့်ကြုံရင်ကျွန်တော်ကချပြမှာပါဒါကြောင့်မို့လဲကျွန်တော်လက်ဝိတ်တချင်းနေမှာဆိုလဲကျွန်တော်တော့စိုးပေးတယ်ကျွန်တော်ကိုယ်တိုင်ကဒီလက်ဝိတ်ကိုထိုးဖို့အတွက်အချိန်တစ်ခုမရောက်တော့တဲ့အချိန်မှာကျွန်တော်ကလက်ဝိတ်တချင်းတွေကိုကျွန်တော်နှလုံးသားထဲကနေကိုယ်တိုင်စင်ပေါ်မှာတွေ့ခဲ့တဲ့အတွေ့အကြုံအင်းနဲ့ကျွန်တော်ရေးပေးတာအဲကြောင့်မို့ကျွန်တော်ကဟိုပြောတာတော့ဒီရင်ဘက်ကတက်တူးတွေနဲ့ဒီထိုးခွင်းတွေကပွဲစည်းတန်းတက်တူးလားပေါ့နော်ဒါပေမဲ့ကျွန်တော်ကလမ်းကြုံလို့ရှိရင်အခုလာဒုတိယခွေဒီမှာကျွန်တော်ပါပါတယ်ကျွန်တော်လက်ဝိတ်ထိုးခဲ့တဲ့ဟိုနေ့ပါမှာပါဒီကိုလုံးကျွန်တော်ချုပ်ပြရတယ်ပေါ့နော်တကယ်လမ်းမှာတွေ့လို့သိကျင်တယ်ဆိုလဲကိုယ်တိုင်ကြည့်လို့ရတယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်အခုမှမဟုတ် အေးချုပ်ပြပါ အော်ချုပ်ပြမယ် ဟုတ်ကဲ့အခုဒါပထမဆုံးဒေသနာရတဲ့ဟာယူသူ့ပဲဆိုတော့အဲ့ဒီရှင်းပြပါ ကျွန်တော်အမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဦးပြပြပတ်စံပထမကျွန်တော်ရေမက်တတရားခွေဆိုလို့ရှိရင်ကျွန်တော်အကုန်လုံးကျွန်တော်ဟိုဖရားကိုမတ်တီလိုက်တယ်အခုတော့အဲ့ဖရားကြီးကအဲ့ဖရားကအခုစီတီယာအခုဆိုလို့ရှိရင်10နှစ်လောက်ရှိသွားပြီပေါ့အခုရွှေသင်္ကန်းကမ်းမဲ့ချိန်မှာကျွန်တော်ရဲ့ရတဲ့ဦးပြပြပတ်စံပေါ့နော်ဒီဒေသနာကျွန်တော်ဂုဏ်ပြုငွေပေးတယ်အဲ့ဦးပြပြရတဲ့ဒီငွေကြေးလေးကိုကျွန်တော်ကငါလူမယ်လို့ကျွန်တော်အကုန်လုံးကျွန်တော်လူလိုက်တယ်အားကြောင့်ကျွန်တော်လူတဲ့ခါကျတော့လေကျွန်တော်အားပေးနေတဲ့ပေးတဲ့တွေလုံးဝအလားတာမဖြစ်စေရဘူးပေါ့နော်ကျွန်တော်ရဲ့ရင်ပတ်ထဲမှာလည်းဟိုဖျားတစ်ခါနဲ့ဖျားတစ်ခါဆိုတာကွာတယ်ပေါ့နော်ကျွန်တော်ကပထမနံပါတ်1ခွေမှာဒီ CDU မတီတဲ့ချိန်မှာအခုဆိုရင်10နှစ်မြောက်သွားပြီကျွန်တော်ခွေမထွက်နိုင်တာအခုကျွန်တော်ခွေပြန်ထွက်တယ်ကျွန်တော်ပေးတဲ့တွေကမမေပဲနဲ့ကျွန်တော်အားပေးတယ်အဲ့ချိန်မှာကျွန်တော်ချင်းနေရတယ်1 to 5တန်တမ်းမိဝင်တယ်အဲကြောင့်မို့ကျွန်တော်ကရသမျှအကျိုးမြတ်တွေအားလုံးကလည်းကျွန်တော်ကဖျားအတွက်ကျွန်တော်ကတတ်နိုင်ဆိုကျွန်တော်ဥပပြလူတာပါဒါကြောင့်မို့ကျွန်တော်ကိုအားပေးနေတဲ့ပေးတဲ့တွေအားလုံးကျွန်တော်ပြောချင်တာကျွန်တော်တို့အလဟတာမဖြစ်စေရပါဘူးကျွန်တော်ကဒီဥပပြပတ်စံကိုကျွန်တော်မစားရဘဲနဲ့တည်နာရတဲ့ပတ်စံအကုန်လုံးကျွန်တော်ကဒီဆရာကြီးရဲ့အရှိမပဲကျွန်တော်ပေးတာပါအဲ့ခင်မေးကိုစူးပတ်လိုက်စူးမလား ကျွန်တော်အခုတော့ကျွန်တော်ကန်လန်းထားတဲ့ပွဲအသေးလေးတွေရှိပါတယ်ဒီပွဲအသေးလေးရှိပါတယ်ကျွန်တော်စုပေးမယ်လို့ပြောထားပါတယ်ဒီအခါချင်းငွေဆိုတာတဲ့ကျွန်တော်ရဲ့အမှုပညာတစ်ခုကိုထိတ်တိုက်ချပြရတော့မှာပေါ့နော်ဒီအရွယ်တစ်ခုရောက်တဲ့ခါမှာကျွန်တော်ရေးခဲ့တဲ့သချင်းတွေကကျွန်တော်ကတကူတော်ရေးခဲ့တာရိမိုးတို့တကူတော်ပဲကျွန်တော်ရေးတာရေးတော့ကျွန်တော်ကကိုယ်တိုင်ထွက်ပြဖို့ဆိုတာကျွန်တော်အခွင့်အခါမရှိခဲ့ဘူးကျွန်တော်အခုအချိန်မှာကျတော့ကျွန်တော်ရဲ့ဒီမဖြစ်မနေဆိုရမယ့်သချင်းလေးတွေကပေါ်လာတယ်ကျွန်တော်ကိုယ်တိုင်ဆိုမှကျွန်တော်ကိုယ်တိုင်လုံးဝဖြစ်မဲ့အရာလေးတွေကျတော့ကျွန်တော်ကအဆိုတော်ရှာလို့မရအဆိုတော်ရှာလို့မရတဲ့ခါမှာကျွန်တော်ကဒီမိုဆိုရင်းနဲ့ကျွန်တော်ဖေးကကျွန်တော်ရဲ့တီဝိုင်းရတငယ်ချင်းတွေကကိုခင်မင်းဝင်ဆိုလိုက်ပါအကူနဲ့လိုက်ပါတယ်ဆိုလို့ကျွန်တော်ကဒီအဆိုတော်နေရာကိုကျွန်တော်ကရောက်လာတာအဲ့တော့ကျွန်တော်အမြဲတမ်းလေ့ကျင့်ရတယ်အခုကျွန်တော်ရဲ့အဖွဲ့တွေကိုလည်းအခုအကုန်လုံးကျွန်တော် practice လုပ်ပြီးတော့ဒီကင်းပါဝါဆိုတဲ့ပန်နဲ့ပေါ့နော်စွစွစီစီနဲ့ကျွန်တော်တို့အခုဒီပွဲအသေးလေးတွေငှားထားပါကျွန်တော်လက်ခံထားပါတယ်အကယ်ကျွန်တော်တို့ကိုဆက်သွယ်မယ်ဆိုလို့ရှိရင်လည်းဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့ကတော့အတက်နိုင်ဆုံးအမှုပညာကိုကျွန်တော်တို့ကချစ်ထားတယ်ပို့ပါတယ်ကျွန်တော်အမှုပညာကိုကျွန်တော်မျက်နှိုးတာအဲကြောင့်မို့ကျွန်တော်အမှုပညာပေါ်မှာသစ္စာရှိတယ်ကျွန်တော်ဟိုအားပေးနေတဲ့ပိဋကတွေလုံးဝအလားတာမဖြစ်စေရပါဘူးကျွန်တော်တည်ထားတဲ့ CDE ကိုလည်းကျွန်တော်ရာသက်ပံကျွန်တော်တို့ကဒီအမှုပညာနဲ့ပဲကျွန်တော်ကမဖြစ်နေကြဘူးအဲကျွန်တော်ကအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုအကယ်၍ဆက်သွယ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးလည်းထည့်ထားပေးပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကကျွန်တော်ကအခုဆိုရင်လက်ရှိကျွန်တော်က
ပစနောင်ဈေးရှိမှာကျွန်တော်ကကြောက်ပကြီးဆွဲပါတယ်ကျွန်တော်ပပုဒီအမှုပညာလုပ်ငန်းတွေကျွန်တော်လုပ်နေတယ်အဲကြောင့်ကျွန်တော်ရဲ့ဆိုင်ကိုလာခဲ့ပါကျွန်တော်ဆိုင်ကကြတော့အမှတ်90နှစ်အထက်ပစနောင်လမ်းမကြီးမှာအဖိုးတန်ကြောက်ထွေးအမှုပညာလုပ်ငန်းမှာကျွန်တော်ကိုယ်တိုင်ကြောက်ပကြီးတွေဒီပပုတွေကျွန်တော်ထုတ်ပါတယ်ပကြီးဆွဲပါတယ်ဒါလေးနဲ့ကျွန်တော်ရက်တည်ပါအဲကြောင့်မလို့ကျွန်တော်ရဲ့ဆိုင်ကိုလာခဲ့ပါလာရင်ကျွန်တော်တက်နိုင်ဆုံးပေါ့နော်ကျွန်တော်ဘက်ကတော့ဖော်ရှူတာနဲ့ကျူတူလေးရပါကျွန်တော်ရဲ့ပေးသက်တွေအားလုံးကျွန်တော်ကတော့အခုကတော့အမှုပညာနဲ့ຫນွေနေတဲ့အမှုပညာနဲ့ပတ်သက်တဲ့လုပ်တွေပဲကျွန်တော်လုပ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်က3994450933ညဆက်သွယ်လို့ရပါတယ်ကျွန်တော်လည်း office ဒီ line ပေါ်မှာလည်းကျွန်တော်ရဲ့ Akemin ဆိုတဲ့ account လည်းရှိပါတယ် TikTok လည်းရှိပါတယ်ကျွန်တော်ဆက်သွယ်လို့ရပါတယ်တချင်းနဲ့ပတ်သက်လို့လည်းကျွန်တော်ကိုတချင်းတွေဝယ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့တချင်းတွေကိုကာပါပြန်ဆိုချင်တာပဲဖြစ်ဖြစ်ကျွန်တော်လူသစ်တွေအားလုံးမရွေးကျွန်တော်ဝယ်ကမ်းပါအဲ့ဒါကျွန်တော်ဆိုင်ကိုလာခွင့်ရှိပါတယ်အဲဒါကြောင့်အကုန်လုံးကျွန်တော်ဒီအခုအချိန်မှာကျွန်တော်ပြောပြတာပါကျေးဇူးတင်တယ်ခင်ဗျာအထည်ကိုလက်ခံညာတချင်းအထည်ကိုလက်ခံဟုတ်ကဲ့ကျွန်တော်ကိုတချင်းအထည်ဆိုလို့ရှိရင်ကျွန်တော်ကတက်နိုင်ဆိုကျွန်တော် line ပေါ်မှာကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ရေးလို့ရမယ့်ဟာကိုကျွန်တော်ရေးပေးပါတယ်ကျွန်တော်နဲ့ရေးလို့တဟသာမဖြစ်တဲ့ဟာကိုကျွန်တော်မရေးတာကျွန်တော်ကအဲ့တော့ကျွန်တော်တက်နိုင်ဆိုကျွန်တော်ရေးနိုင်တဲ့အဆင့်ဆိုကျွန်တော်ရေးတယ်ကျွန်တော်ရေးနိုင်တဲ့အားမဟုတ်ကျွန်တော်မရေးပါဘူးကျေးဇူးပါဟုတ်ကဲ့